Heo này thằng nghe chứ chúng mấy suy đi ta cũngပြောပြချင်းနေဗျာမိုင်းလည်းခွစ်လို့ပြောဆိုမတိုက်ရင်လည်းနားလဲပြီကျွန်တော်တိုင်းရင်းသားဖြစ်တဲ့အတွက်ကျုပ်တို့ဗမာနိုင်ငံမှာအပေါ့ဆုံးကဘာလဲဆယ်လီတွေအပေါ့ဆုံးကဆယ်လီတွေဟာအခုဖြစ်နေတာအကြာကြီးပဲဟမ်အကြာကြီးပဲဘာဖြစ်နေပြည်တွင်းစစ်တဲ့ Hey Hey Belly La ခက်ခဲဆုံးကတော့ဗျာစောင်းနေပဲကျုပ်တို့ဘဝမှာခက်ခဲနေတယ်အခုခက်ခဲစေပူညီတဲ့လူလည်းမရှိဘူးစားဖို့သားဖို့ရှာဖို့ဖွေဖို့လည်းအဆင်မပြေဘူးခက်ခဲဆုံးကစောင်းနေပဲနော်အတက်ဆုံးကလည်းအတက်ဆုံးတစ်ခုရှိတယ်စောင်းနေရခက်ခဲဖြစ်တဲ့အချိန်မှာအတက်ဆုံးကပါတယ်ကုံစည်းနှုံးနဲ့ဟဲ့ဝမလီယိုလာသားကုံစည်းနှုံးနဲ့ကုံစည်းနှုံးကရေလိုပဲရေတက်တယ်လို့ပဲနော်နောက်တစ်ခုရှိသေးတယ်အကြဆုံးကတော့ဗာလဲတိလားကုံစည်းနှုံးမဟုတ်ဘူးဒါအကြဆုံးကစိတ်ဓာတ်စိတ်ဓာတ်က199ရာခိုင်နှုန်းကကြတယ်အကုန်လုံးကြတယ်ခုအလုတ်လုတ်တဲ့ရတဲ့လစာအနည်းဆုံးကလစာပဲအနည်းဆုံးရတာလစာပဲလစာအနည်းဆုံးဘယ်နေရာသွားအလုပ်ချမယ်ဘယ်လောက်ရလို့ချမ်းသာဆုံးကခရိုနီတွေနော်ခရိုနီတွေချမ်းသာတာကျတို့ကယာသမားတွေပဲချမ်းသာမှာဒီကိမပါတယ်ဈေးပေါ်ဆုံးကပါတယ်သိလားလူအသက်ပဲဈေးပေါ်ဆုံးလူအသက်အခန်းရဆုံးကပြည်သူတွေတဲ့ဗျအခန်းရဆုံးပြည်သူတွေကျတို့မှာအများဆုံးဖြစ်နေတာအကျွေးနော်အလွယ်ဆုံးကတော့ဖြက်စီဖို့ပဲအနှိမ့်ကြဆုံးကတော့ပညာရေးပေါ့ဗျာအနှိမ့်ကြဆုံးကပညာရေးနော်အမျက်ဆုံးကတော့လူပေါ်လူစောတွေလူပေါ်လူစောတွေကျုပ်တို့မှလိုအပ်နေတာတခုရှိတယ်ခေါင်းဆောင်ကောင်းတယောက်လိုအပ်တယ်အထင်ရှားပါဆုံးကတော့ကိုရင်းသာတရားပဲဗျာမှတ်တာ